လီဗာပူးအာဆင်နယ်တို့နိုင်ပွဲပြောင်းနေချိန်မှာခွင့်ရမြူနိုင်ခဲ့တဲ့ United ပရိသတ်များလုံးပဲမင်္ဂလာပါဗျာ MD Daily Sport Page ကနေပြန်လည်ကြိုလိုက်ပါတယ်။ Manchester United အသင်းကတော့မပေးစရာထိတ်ဆုံးနေရကလီဗာပူးနဲ့အာဆင်နယ်အသင်းတို့နိုင်ပွဲပြောင်းနေချိန်မှာအခွင့်အရေးကောင်းတွေကိုရောက်နိုင်ခြင်းမရှိခဲ့ဘူးလို့ဆရာမဖြစ်ပြီးနီးပြအမ်မိုရင်ရဲ့အသင်းဟာ Old Trafford မှာတေးတမတ်နဲ့ကျင်းနေသွားခဲ့ရတာဖြစ်ပါတယ်။ Manchester United အသင်းနဲ့ Man City အသင်းတို့ရဲ့ပွဲစဉ်အပြီးမှာပရိသတ်တော်များများက Manchester Derby ဟာပြင်းရင်ညီးမွေးစရာကောင်းတဲ့ Derby ပြိုင်ပွဲအဖြစ်မြင်တွေ့ခဲ့ကြတာဖြစ်တယ်ဆိုပြီးလည်းဝေဖန်ပြောဆိုမှုတွေထွက်ပေါ်လာခဲ့ကြပါတယ်။အဆိုပါပွဲစဉ်နဲ့ပတ်သက်ပြီး United အသင်းရဲ့ကနဝင်ကစားသမားဟောင်းကြီးတယောက်ဖြစ်တဲ့ Ryan Kane ကတော့ Old Trafford မှာကစားခဲ့တဲ့ Manchester United နဲ့ Manchester City တို့ရဲ့ Manchester Derby ပြိုင်ပွဲဟာပြိုင်ဆိုင်မှုပြင်းထန်တဲ့ Derby ပြိုင်ပွဲတစ်ပွဲမဖြစ်ခဲ့ပဲအရေးအသွေးနဲ့ခွန်အားတွေနဲ့ပါပြီးချစ်ချစ်ရေးပွဲစဉ်တစ်ပွဲဖြစ်ခဲ့တယ်ဆိုပြီးတော့ဝေဖန်သွားခဲ့ပါတယ်။ Manchester United နဲ့ Manchester City အသင်းတို့ဟာဂိုးမရှိသေးရတဲ့နဲ့သာပြီးဆုံးသွားခဲ့ပြီး Manchester United အသင်းဟာအဆင့်73နေရာမှာဆက်ပြီးရပ်တည်သွားခဲ့ကြပါတယ်။ Man City အသင်းကလည်း Chelsea အသင်းရဲ့အမှတ်ရော့နေမှုကိုအခွင့်အရေးမြူနိုင်ခဲ့ပဲ Old Trafford မှာတေးတမတ်နဲ့ကျင်းနေခဲ့ရတဲ့တက်အဆင့်9နေရာမှာဆက်ပြီးတော့ရပ်တည်သွားခဲ့ပါတယ်။ Chelsea Man City တို့ရဲ့နောက်မှာတော့ Villa နဲ့ Newcastle တို့ကရပ်တည်နေခဲ့ကြတာဖြစ်ပြီးအဆိုပါအသင်းလေးတွေဟာ Champions League ဝင်ခွင့်2နေရာအတွက်ရှင်ပြိုင်သွားရပွဲရှိနေခဲ့တာပါ။ Manchester Derby ပြိုင်ပွဲမှာ Manchester United အသင်းဟာဂိုးသွင်းနိုင်ခြင်းမရှိပဲတေးတမတ်နဲ့ကျင်းနေခဲ့ရတယ်ဆိုပေမဲ့သူတို့ရဲ့စွမ်းဆောင်ရည်ပိုင်းဟာအရင်ကတက်တိုးတက်လာခဲ့တာကိုမြင်တွေ့ခဲ့ရတာပါ။ Manchester United အသင်းဟာ Forest အသင်းကိုမရှုံးခင်အထိပြိုင်ပွဲဆုံး9ပွဲဆက်မရှုံးခဲ့တယ်လို့အခု Manchester Derby မှာလည်း Man City ကိုအသာစီးနဲ့တေးကစားနိုင်ခဲ့ကြပါတယ်။နီးပြအမ်မိုရင်ရဲ့အသင်းဟာနိုင်မရခဲ့ပေမဲ့ကျင်းနေစရာကောင်းတဲ့စွမ်းဆောင်ရည်တချို့ကိုပြသနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ဒါဟာတိစောင်းနေစေအသင်းတွေတော့အပေါင်းလက္ခဏာဆောင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး Manchester Derby မှာ United ဟာ Man City အသင်းတဲ့အခွင့်အရေးပုံမရရှိခဲ့တယ်လို့အဆုံးသတ်ပိုင်းအားနည်းချက်တွေကြောင့်သာတေးတမတ်နဲ့ကျင်းနေသွားခဲ့ရတာဖြစ်ပါတယ်။ဘောလုံးအားကစားနဲ့ပတ်သက်တဲ့သတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ page ကိုလည်း like and follow လေးလုပ်ပေးခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါရစေ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။